မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့တိန်နီမြို့မဆေးကိုစစ်ကောင်စီကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့ KIO အစိုးရကျန်းမာရေးဝန်ထမ်းတွေကမြစ်ချနာဗမော်ကားလမ်းပေါ်မှာရှိတဲ့ကျေးရွာတွေကပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့တဲ့နဲ့ KIO အစိုးရကဆွမ်ပရာဘုံမြို့ကိုလျှက်စစ်မီစတင်ပေးနေပြီဖြစ်တဲ့တဲ့တွေကိုကျမရှင်းမုံကတင်ဆက်သွားပါမယ်ရှမ်းပြည်မြောက်ပိုင်းမုံမြစ်စင်လီဒေတာတိန်နီမြို့မှာဇွန်လ18ရက်နေ့ညနေပိုင်း9:00နာရီအချိန်မှာမြို့မဆေးကိုစစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒဏ်ရာရတဲ့ပြည်သူတွေများတယ်လို့ဒေတာခန်တွေကပြောပါတယ်။တိန်နီမြို့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့စစ်ကောင်စီတပ်ဖက်ကနေပြည်သူတွေအများစုဝေးနေတဲ့ဖျားကျောင်းစာတင်ကျောင်းဆေးရုံကြီးနဲ့မြို့မဆေးစတဲ့နေရာတွေကိုအဓိကပြစ်မှတ်ထားပုံကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာဒီကနေ့ဇွန်လ19ရက်နေ့မနက်2:00နာရီဝန်းကျင်မှာဟိုပိတ်ဒေတာမှာလည်းပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့ဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။တိန်နီမြို့တောကိတ်နဲ့မြို့မဆေးမှာစစ်ကောင်စီတပ်ကလေရင်၄ချိန်ခန့်ပုံကျဲခဲ့တာကြောင့်တိန်နီမြို့မဆေးမီးလောင်ပျက်စီးခဲ့ပြီးတော့ပြည်သူ10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ဇွန်လ12ရက်နေ့မှာလဲတိန်နီမြို့မှာရှိတဲ့စာတင်ကျောင်း2ကျောင်းကိုစစ်ကောင်စီကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာရှိခဲ့ပြီးအခုတလောတိန်နီမြို့မှာနေ့တိုင်းလိုတိုက်လေရင်တွေပြန်ဝဲနေတယ်လို့စုံစမ်းသိရှိရပါတယ်။ KIO အစိုးရကျန်းမာရေးဝန်ထမ်းတွေကမြစ်ချနာဗမော်ကားလမ်းပေါ်မှာရှိတဲ့ကျေးရွာတွေကပြည်သူတွေနဲ့စစ်ပေးတင်းရှောင်လာတဲ့စစ်ရှောင်တွေကိုလတိုင်းကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ကျန်းမာရေးဝန်ထမ်းတွေထံကနေသိရပါတယ်။စစ်ရေးအခြေအနေအမျိုးမျိုးကြောင့်ဆေးရုံဆေးပေးခန်းဖွင့်လှစ်နိုင်သေးခြင်းမရှိတဲ့တော့ဖုံးမြောင်နားလုံကုန်းလောမြို့တစ်စတဲ့မြို့ရွာတွေနဲ့အနီးတစ်ဝိုက်ကကျေးရွာတွေမှာရှိတဲ့ပြည်သူတွေစစ်ပေးရှောင်ပြည်သူတွေဟာမိုးတွင်းကာလအချိန်ဖြစ်တဲ့လျောက်ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက်အခုလိုကျန်းမာရေးစောင့်ရှောက်မှုတွေပေးရတာဖြစ်တယ်လို့ကျန်းမာရေးဝန်ထမ်းတို့ကပြောပါတယ်။အဆိုပါကျန်းမာရေးစောင့်ရှောက်မှုကို KIO အစိုးရစစ်ရှောင်ကူညီစောင့်ရှောက်ရေးအသင်းကငွေကြေးဆေးဝါးထောက်ပံ့မှုတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကပူးပေါင်းပြီးတော့ပြည်သူတွေရှိတဲ့မြို့ရွာတွေစီကိုတွားရောက်ပြီးကျန်းမာရေးစစ်ဆေးကုသပေးတာအပြင်ဆေးဝါးတွေလည်းထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။အခုလိုဆေးရုံဆေးပေးခန်းမရှိသေးတဲ့ကျေးရွာကပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုအနည်းဆုံးတစ်လတစ်ကြိမ်ပြုလုပ်ပေးဖို့ရှိတယ်လို့လည်းကျန်းမာရေးဝန်ထမ်းတွေကပြောပါတယ်။ KIO အစိုးရကဆွမ်ပရာဘုံမြို့ကိုလက်စစ်မီးစတင်ဖြတ်ဝင်ပေးနေပြီလို့ဒေသခံတွေကပြောပါတယ်။ဆွမ်ပရာဘုံမြို့မှာရှိတဲ့လက်စစ်ရုံးကို18ရက်နေ့ည6:00နာရီအချိန်မှာဖွင့်ပွဲဆုတောင်းဖွင့်လှစ်ပြီးတော့မြို့အတွင်းလက်စစ်မီးစပေးနေပြီလို့သိရပါတယ်။ဆွမ်ပရာဘုံမှာတိုက်ပွဲဖြစ်ခဲ့တဲ့နောက်စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာရုံးဝန်ထမ်းတွေဟာထွက်ပြေးသွားခဲ့ရာဆွမ်ပရာဘုံမြို့နယ်ကို KIO အစိုးရကထိန်းချုပ်ထားပါတယ်။ဆွမ်ပရာဘုံမြို့မှာရှိတဲ့လျှက်စစ်ရုံးကိုလည်း KIO အစိုးရကထိန်းချုပ်ထားပြီးတော့ပြည်သူတွေရဲ့လိုအပ်ချက်အရည9:00နာရီကနေ10:00နာရီအထိလက်စစ်မီးပေးနေပြီလို့သိရပါတယ်။ KIO အစိုးရဟာရေအားလျှက်စစ်စီမံကိန်းတွေကိုလည်းဆက်လက်လှုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်။တည်တင်ဆက်ချင်းပြည်ဆုံးသွားပါပြီကြည့်ရှုနာဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်